စကြပါလားချင်းငါကြည့်ကြမီ skin line နဲ့ကိုချက်ကြီးတွင်းနဲ့ဈေးသက်မှာလေ Arena ရဲ့ skin ကိုယူဖို့ဘလောက်ကုန်မလဲတစ်ချက်လောက်ကြည့်လိုက်ကြအောင်ပါ skin တွေကိုရယူဖို့ဆိုအရင်ဆုံး event နဲ့ဒီ cosmic craven wish လို့ခေါ်တဲ့ကတ်တွေလှန်ရတဲ့စီကိုတွားမှာဖြစ်ပြီးတော့အချိန်20လှန်ပြီးတဲ့အခါမှာတွင်းရဲ့ကိုချက်ကြီး skin နဲ့အချိန်30လှန်ပြီးတဲ့အခါမှာ Arena ရဲ့ဈေးသက်မှာ skin ကိုအတီးတီးရရှိမှာဖြစ်ပါတယ်ဒီ event မှာဆိုရင်လေမော်ချန်34ချမ်းနဲ့စုစုပေါင်း12ကြိမ်တစ်တိုင်း free ခေါင်းဝင်ရောက်မှာဖြစ်ပါတယ်လောက်ရမယ့် test တွေကတော့နံပါတ်1 9ပွဲဆော့ရမယ်နံပါတ်2 10ရက် login ဝင်ရမယ်နံပါတ်3စနေတိုင်းတွေပိတ်ရတိုင်းမှာတပတ်ကိုတစ်ပွဲစီနဲ့စုစုပေါင်း4ဘက်ဆော့ပေးရမယ်တက်စီရလွယ်လေးဆိုပေမဲ့အချိန်ဆောင်းမှာရီကြီးဖြစ်နေတော့စိတ်မရှိတဲ့လူတွေတော့ကတော့အောင်နောက်ဆန်အနေနဲ့ကောင်းတော့ပါတယ်ဆိုတော့ skin ဈေးတွေကိုပြောရရင်တွင်းရဲ့ကိုချက်ကြီး skin ကို12ကြိမ်မကုန်ပဲအချိန်20ပလိုင်းကြီးလှန်ရင် token 1000လောက်ကြာမှာဖြစ်ပြီးတော့12ကြိမ်ဂုံကြီးမှလှန်ရင်တော့ token 940ကျတင်မှာဖြစ်ပါတယ် Erin ရဲ့ဈေးသက်မှာတဲ့ skin ကိုတော့12ကြိမ်မကုန်ပဲလှန်ရင်စုပေါင်း token 3500ကျတင်မှာဖြစ်ပြီးတော့12ကြိမ်ဂုံကြီးမှလှန်ရင်တော့ token 1900ကျတင်မှာဖြစ်ပါတယ်မင်းတို့ဟာငွေကုန်ကြီးစားများတာတွေကြီးပဲငါတို့လို free swap လူတွေအတွက်ကောဘာပါလဲလို့မင်းရင်တော့ရေပြုတ်တဲ့ထဲမှာအချွေထည့်ပြစ်မယ်အေးတယ်လေ LSU skin ကိုဒီ event လေးနဲ့ free ကုန်းဝင်ရအောင်ပါအားလုံးလည်းရင်းနှီးပြီးသားဖြစ်လောက်မဲ့ဒီ event ကတော့ပုံမှန်အတိုင်း1200ပြည့်အောင် event test လုပ်ပြီးစုရမှာဖြစ်ပြီးတော့ test တွေထဲမှာဆိုရင် daily login ပါမယ် daily 2ပွဲဆော့တာပါမယ်7 day login ပါမယ်နောက်ဆုံးဒီ food trap mini game လေးဆော့ပြီးတော့ပတ်စံတောင်းရှာမယ် test ကိုပါဝင်မှာဖြစ်ပါတယ်ဆိုတော့ကိုလူတို့ရောဒီစစပေါ်လာချင်းငါကြည့်ကြမယ့် skin တွေကိုဘလို့မြင်လဲယူဖို့ရောတွေးရကြလားနောက်ရက်တွေမှာလည်း skin တွေရဲ့အသေးစိတ်ကိုခွဲချမ်းစိတ်ဖြာ showcase တွေလုပ်ပေးသွားမှာဖြစ်တဲ့အတွက် account လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့အောင်ဒီနေ့ video ဒီလောက်ပါပဲကျွန်တော်ရေခဲတော့မှာနောက် video တွေမှာလည်းပြန်ဆုံတွေ့ကြမှာသေးရဲ့ဗျ